Yaga Nibiro, Power Ship and Goma Pipale. Kaloko over Ramida, Chimija. Come on, it's charades time. Marching in place. 1, 2, 3. Make to move to the left. DJ Chansare, Sunday, what live over here? When you go to our left, you move to your right. Let's start with a push and reach. You queer solution, no? You put them up and chick over, eh? Huh? Aria solution, to the pin. She don't have my chong jong, and now you found a pivot. I don't know do you say leading to look for people. Obi, teacher Chazamuli, Obi Ro. Wings. Repeat. Expansion and curls. Well done. Keep moving. Listen to the rhythm. With a beat. Pull. Bend. Exercise होगा, शिक्षा की ने की हुई में solution नो, दुनिया तटे जो जाने पे सुखुदा माफी बारे, होगी Team. Enjoy every movement. Chop. मेरा लीडर बच्ची दे रहा नो, डायलॉजी जब मेरा लीडर बच्ची दे रहा, नहीं लो तो आने वाले फिर आजा। मैं बेजा गाजा रो, ऐसी तो आले वो ये भी अपने आप फिर ऐसे, होगी Big circles, come on. Please join me.
မျိုးလေးစမ်းသိမှုတွေပါပဲကလည်းကတော့ပြေတော့လည်းဒီလိုပဲကြောင်းဟုတ်ပြီ Let's have set number 3. စင်နံပါတ်3ရောက်ရှိသွားပါပြီ Listen to the rhythm. Move with the beat. Kick and twist. ဟုတ်ပြီလည်းလည်းကြည့်အောင်ကြည့်ရဘုမတော်တော့ပြောင်းပြောင်းလာပါတယ်ဟုတ်ပြီဒီမတော်ကလာပါတယ်အဒီညွတ်တယ်သွားလေးရလဲပြောပြီးတော့နော်ဘယ်လိုပါတော့ဆူလက်ဆောင်လေးကိုတော့မျိုးကိုကြီးတွေသွားလေးဖြစ်ဖြစ်နေပဲဟုတ်ပြီ Arm twist. Hop. Side. Keep moving. Expansion. Curls. Inside. Back. Go. Power. Turn. Then I have the final set. Set 4. 1, 2, 3, shake! Listen to the rhythm. Move with the beat. Pull. Stretch. Laterals. Jump. Maintain your arms overhead. ကဲလက်ကိုဟောတာပြီးရအောင်လက်ကိုဟောပါလို့ပြီးကြပါဦးခင်ဗျာဒီမနေ့ကတက်ကြောက်နေပဲနော်ဒီဒုတိယနေ့ဖွဲ့ရဆိုလို့ရှိရင်သူတို့ရဲ့ဆောင်ဘုတ်ကတော့အော်ဟေးလှုပ်ရှားအားကစားဆိုပြီးတော့ Power. နော်သူတို့ကဆိုလို့ရှိရင်အဲ့ဒီလိုစမ်းသစ်တီထွန်းတဲ့အကွက်လေးတွေနဲ့နော်ကျွန်တော်တို့ရဲ့ရှေးမောင်မှာတိုင်ပွဲဝင်နေတာပဲဖြစ်ပါတယ် Keep moving. Small circles. Hang your arms.နောက်ပိုင်းဆုံးမှာလည်းပဲ And reverse. သက်ဆိုင်ရာတိုင်းလူကြီးများအနေနဲ့ချွေးအများဆုံးထွက်တဲ့အဖွဲ့ကိုလည်းပဲအမှတ်ပေးတော့မှာဖြစ်ပါတယ်နော်ဒါကတော့ချွေးမထွက်တဲ့အဖွဲ့ကတော့အားနဲ့အင်းနဲ့မပါတဲ့အတွက်ကြောင့်ပဲဖတ်မှတ်ရမှာပဲဟုတ်ရဲ့ခုမှဆိုလို့ရှိရင်တိုင်းလူကြီးချွေးပြောင်းနေနေတာတော့နော်ချွေးအများဆုံးထွက်တဲ့အဖွဲ့ကို Proceed with the cooling down. နော်အမှတ်ပေးတော့မှာပဲဖြစ်ပါတယ်အဲ့လိုပြောလိုက်တဲ့အချိန်မှာကျွန်တော်ထွန်းကတော့ပတ်သက်ရဟာပြီးတော့မောတဲ့ပုံစံနဲ့ပြလိုက်ပါ
To the side. This person. โอเคလက်ကောဟောပါလို့ပြောရလိုက်ပါဦးတော့ပိတ်ဆိုအဆင့်ပါ One more time. တက်သွားပြီတက်ရှူလိုက်ပြီ Ready. Blow. ဘောတော့ပြီ Balance. โอเคကိုရဲ့ငိမ့်နဲ့ဒီပါပေါ့နော်သူရဲ့ဒီဟန်ရဲ့ညီရဲ့ထိမ့်သိမ့်မှုလေးကိုလည်းကြည့်သွားတာဖြစ်ပါတယ် မျိုးစရာတပြေးပြေးတိုးလာနော် ဟုတ်ပြီ To the side. Change. Slowly backward. မျိုးစရာ ဟိုတဖြည်းဖြည်းလေးโอเคခင်ဗျာအင်မတန်မှပဲပျော့ပြောင်းလှပါတယ်နော်90ဒီဂရီပျော့ပြောင်းလှပါတယ် Change. သူတို့ခန္ဓာကိုယ်လေးကလည်းမသိဘူးလားလေရိမ့်ရိမ့်နေတော့တွေ့ရပါနော်သူတို့ရဲ့ချင်းချင်းဖန်ဖန်တီထွင်ကြံစမှုလေးတွေပေါ့ Lunge. ကီယူထားမယ်ပြန်လဲမယ် Okay, front. Don't forget that your လက်ကောင်းလေးလက်ကောင်းလေးလက်ကောင်းလေးပြီးပါဦး and go. Breath. အစိုးရလေးကိုညီရညာနဲ့ပတ်သွားမယ်သူတို့ဟုတ်ပြီ You made it. စတိုင်မပတ်ဆိုင် ဟုတ်ကဲ့ခင်ဗျာတို့လက်ရလို့တော့ပြီးရဒီနေ့ပါပဲခြားတော့ပြိတ်စကားဆိုလို့ရှိရင်တော့အမတ်မထင်ဒိုးနဲ့ပေါင်းဆက်ထားတဲ့တစ်ဖွဲ့ပါပဲခင်ဗျာတော့ပြန်ထွက်မှာဆိုတော့လက်ရည်အောက်ဆလောက်ဆိုင် မနမစိတ်ဝင်စားစရာကောင်းတဲ့အချိန်ရောက်ပါပြီ။ကြိုးစားထုတ်မှုရဲ့ရက်လက်ကခဏလေးကြိုင်ပြရတော့မှာဖြစ်ပါတယ်။ပထမနေရာကိုရရှိသွားတဲ့ဖွဲ့ကတော့ second year ဖြစ်ပါတယ်။ကျေးဇူးများတင်ပါတယ်။ ရှင်မြင့်ပေးဖို့အတွက်ဒီကရက်ခံပါတယ်။ဒုတိယနေ့ကျောင်းသူကျောင်းသားများဖြစ်ပါတယ် yellow မသေးဘူး yellow group ဟုတ်ပြီโอเคဟုတ်ပြီ ကျေးဇူးတင်ပါတယ်။ရုပ်ပြမုတ်တွေလည်းကျန်နေတယ်အပေါ်စုတွေလည်းကျန်နေတယ်နော်။ဆရာသမားတွေရဲ့တောင်းဆိုမှုတွေကိုငါဖြည့်ဆည်းပြီးတော့ပွဲဖြစ်မြောက်အောင်ပါဝင်သွားပေးတဲ့ကျောင်းသူကျောင်းသားများနဲ့ဆရာသမားများကိုအထူးပဲကျေးဇူးတင်ပါတယ်။သူတို့လည်းပြင်ပန်းပါတယ်။ဟော activity တွေစများတဲ့ခါကျတော့ကဲစကန်ကြီးအားလုံးခလဲမာလာစုပါတဲ့မုတ်ကျွေးမလို့လားမသိဘူးလားမုတ်ကျွေးမလို့တဲ့စကန်ကြီးကွင်းထဲကိုစုပါတဲ့ကျေးဇူးပြုရနော်စကန်ကြီး